နာမည်ဘယ်လိုခေါ်လဲကျမနာမည်ကဖြိုးဖြိုးပါရှင်ဖြိုးဖြိုးရပြီအလုပ်ရပြီရပြီပြီးရပြီပြီး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 အလုပ်ရပြီနာမည်နဲ့လောက်တန်းရလားဟုတ်ဘာဆိုင်လို့လဲအဲ့ကငါကိစ္စငါတိတ်တယ်မပြောနဲ့ရပြီပြီးရပြီပြီးအလုပ်ရပြီရပြီပြီးအဲ့ကငါကိစ္စငါတိတ်တယ်ရပြီပြီးရပြီပြီးအလုပ်ရပြီရပြီပြီးအဲ့ကငါကိစ္စငါတိတ်တယ်ရပြီပြီးရပြီပြီးအလုပ်ရပြီရပြီပြီးအဲ့ကငါကိစ္စငါတိတ်တယ်မပြောနဲ့ချိုးတယ်လှတယ်တော့နာမည်လေးကလည်းဒီနေ့အိမ်တောင်ရှိလားမရှိပါဘူးရှင်ဟဲ့ရပြီလမ်းမလားဒီလေးလည်းလမ်းတော့လေဟိုအိမ်တောင်မရှိဘူးဆိုတော့အပြိုပေါ့အပေါ်သေးကြပြီအဲ့ဒါလောက်တန်းရပြီခံပြီဟုတ်လေအဖေကျွန်တော်တို့ပုံမြင်ဘာမှမသက်ဆိုင်ဘူးလေငကောက်လက်ထိုင်လို့ပြောငကောက်လက်ထိုင်လို့ပြောနေ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 နာမည်ဘယ်လိုခေါ်လဲကျမနာမည်ကဖြိုးဖြိုးပါရှင်ဖြိုးဖြိုးရပြီအလုပ်ရပြီရပြီပြီးရပြီပြီး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 အလုပ်ရပြီနာမည်နဲ့လောက်တန်းရလားဟုတ်ဘာဆိုင်လို့လဲအဲ့ကငါကိစ္စငါတိတ်တယ်မပြောနဲ့ရပြီပြီးရပြီပြီးအလုပ်ရပြီရပြီပြီးအဲ့ကငါကိစ္စငါတိတ်တယ်ရပြီပြီးရပြီပြီးအလုပ်ရပြီရပြီပြီးအဲ့ကငါကိစ္စငါတိတ်တယ်ချိုးတယ်လှတယ်တော့နာမည်လေးကလည်းဒီနေ့အိမ်တောင်ရှိလားမရှိပါဘူးရှင်ဟဲ့ရပြီလမ်းမလားဒီလေးလည်းလမ်းတော့လေဟိုအိမ်တောင်မရှိဘူးဆိုတော့အပြိုပေါ့အပေါ်သေးကြပြီအဲ့ဒါလောက်တန်းရပြီခံပြီဟုတ်လေအဖေကျွန်တော်တို့ပုံမြင်ဘာမှမသက်ဆိုင်ဘူးလေငကောက်လက်ထိုင်လို့ပြောငကောက်လက်ထိုင်လို့ပြောနေငကောက်လက်ထိုင်လို့ပြောနေငကောက်လက်ထိုင်လို့ပြောနေ